ညီမလေးဒီနေ့ကတော့ကျွန်တော် interview လေးရှိတယ်ETOE 2 ယောက်လာမယ် interview ရှိမယ်ပြီးတော့နောက်က fitter 4 ယောက်ရှိတယ် interview ရှိတယ်အဲ့ interview တွေအတွက်ကိုတော့ညီမလေးပဲတစ်ချက်လောက်เนาะဟို assist လုပ်ပေးကျွန်တော်ရှိတယ်เนาะဆရာကတမီးတစ်ခုတော့မေးစရာလေးရှိလို့ပါဆရာမေးနေပါလေမေးအခုတမိုးသားကြီးအသက်ကတက်ချက်တဲ့ပတ်သက်ပြီးတော့သတင်းတွေကြားနေရောလေဟုတ်ပြီအဲ့ဒီသိချင်လို့ပါဆရာကျွန်တော်တို့က interview ပြန်စလုပ်နေတာကိုဟုတ်ပြီဟိုဒီအသက်ကန့်သက်ထားတာတွေကိုခဏထားတာကိုเนาะခဏထားတာကိုဟိုကျွန်တော်လက်ရှိနေတဲ့အခြေအနေတစ်ခုဆိုတာထက်ကျွန်တော်အခြေအနေကိုကျွန်တော်ပြပြမှာပေါ့เนาะကျွန်တော်တို့ကဆိုလို့ရှိရင်ညီမလေးရဲ့အသက်18နှစ်ပြည့်ပြီးတော့6လ18နှစ်ပြည့်ပြီးတော့6လကျွန်တော်သင်္ဘောပေါ်မှာကျွန်တော်တန်ကြီးခောက်နေပြီအိမ်သာဆေးနေပြီအိမ်သာဆေးဆိုတော့အများဆုံးအိမ်သာเนาะအများဆုံးအိမ်သာဆေးနေပြီကျွန်တော်အလုပ်စလုပ်နေပြီပေါ့ညီမလေးရဲ့ဒါဟို18နှစ်ကိုဘာကြောင့်ကျွန်တော်ရည်ရွယ်ပြောလဲဆိုတော့ကျွန်တော်မိဘတွေကရောကျွန်တော်ဦးလေးပေါ့အဓိကသူတို့ကတော့ကျွန်တော်15နှစ်လောက်မှာတည်းက target တစ်ခုချပေးလိုက်တာဒါမင်း18နှစ်ပြည့်ပြီးတာနဲ့မင်းမှတ်ပုံတင်ကင်ပြီးတာနဲ့ဒီလုပ်ကိုစလုပ်ကြတော့မှဆိုတော့ pressure ပေးတာအဲ့ဒီကတော့ညီမလေးရဲ့နည်းနည်းလေးဟိုလူကြီးတွေကိုစိတ်ထဲတစ်မျိုးဖြစ်တာပေါ့သင်္ဘောရောက်သွားတော့ဆိုရင်ပို့ဆိုးတယ်ခံစားရတာကျွန်တော်တို့တကြံဆိုရင်တငယ်ချင်းတွေကတကြံမှာအရန်ပျော်သွားနေချင်းကျွန်တော်ကသင်္ဘောလိုက်တော့ဆိုရင်တစ်နှစ်ခွဲပဲလိုက်ရတာဟုတ်တကြံဆိုလည်းကို့မှာမရှိဘူးသတင်းကျွတ်ဆိုလည်းမရှိဘူးကျွန်တော်ကရေကြော်သားညီမလေးကြောတောင်းလို့မြန်သူလေးဟုတ်ပြီအဲ့ဒီမှာဆိုရင်ညီမလေးစဉ်းစားကြည့်ရေကြော်ပွဲစစ်ဆိုရမ်းစီတာကျွန်တော်မှဆိုရင်ဘာမှမရှိခဲ့ဘူးရေကြော်ပွဲစစ်ဆိုတာလည်းသင်္ဘောပေါ်မှာပဲပြောချင်တဲ့သဘောကဘာလို့လဲဆိုတော့ကျွန်တော်ငယ်ရွယ်တဲ့အချိန်မှာကျွန်တော်တို့အင်အားတစ်ခုနဲ့ကျွန်တော်လုပ်ငန်းတွေကိုဝင်နေရမယ်ဆိုတော့ပြပြပြီဟုတ်ပါပြီကျွန်တော်ကတော့18နှစ်ပြည့်ပြီးတော့6လမှသင်္ဘောကိုရောက်သွားတယ်ဒါပေမဲ့ဒီ18နှစ်မပြည့်ခင်မှာလုပ်ခဲ့တယ်အများကြီးရှိရပါတော့ဒါတစ်ပိုင်းညီမလေးကကျွန်တော်မေးလို့ကျွန်တော်ညီမလေးပြန်ပေးမယ်ဟုတ်ပြီညီမလေးကရောအခုအသက်ဘယ်လောက်ရှိပြီလဲညီမလေးတော့ဘာတွေဘယ်လိုလုပ်ထားလဲပြောပြပါဦးသမီးကကျတော့အခုတလာပိုင်းရမှ18နှစ်ပြည့်ထားပါတော့အခုတလာပိုင်းနော်2020အခုတလာပိုင်း Okay ဒါပေမဲ့ဒီ MSc ကိုမဝင်ခင်မှာဒီ18နှစ်ကျော်လောက်တရားပေါ့တခြားအလုပ်လေးတွေလည်းလုပ်ဖွယ်ကျောင်းဒီ assistant teacher တွေပါလို့ပေါ့နော်ကောင်းတယ်အဲ့ဒီကတော့အဲ့ရွယ်တွေကအလုပ်ကိုစလုပ်တယ်အဲ့ဒါကိုကျွန်တော်ဆိုလို့နေတာညီမလေးခုနကပြောတယ်ဟိုလူကြီးကအသက်ကန့်သက်တယ်ဒီလူကအသက်ကိုကန့်သက်တယ်ဆိုတော့ညီမလေးခဏလေးမိထားလိုက်သူများကန့်သက်ခြင်းကိုမခံရအောင်ကိုကအချိန်ရှိတဲ့အချိန်ငယ်ရွယ်တဲ့အချိန်မှာတည်းဟာလုပ်ငန်းတစ်ခုကိုလုပ်တော့မယ်ဆိုရင်ကိုအချိန်ကိုတတ်မှတ်ပြီးလုပ်ရမယ်ဆိုတော့ဒါမိမောင်းထိုးပြလိုက်တာပဲညီမလေးဆိုရှင် very good အခု session နေပြတာမှမကြသေးဘူးညီမလေး